အားလုံးအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူကျွန်တော်ဒီကနေ့ပြောပြချင်တာကမမြင်နိုင်တဲ့မြူမုံတွေစုမိတဲ့အခါတောင်တလုံးဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ရဲ့ဘဝမှာဒါလေးကတော့အပြည့်မဟုတ်ဘူးဒါကတော့မပြောပါတဲ့အရာပါအသေးအဖွဲပါဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ကျူးလွန်လိုက်တဲ့အပြစ်တွေကတရက်ကျွန်တော်တို့ရဲ့ပခုံးပေါ်မှာတောင်တလုံးဖြစ်လာနိုင်ပါတယ်ဒီနေရာမှာကျမ်းတော်မြတ်ကုရ်အာန်ကကျွန်တော်တို့ကိုလေးလေးလက်နက်သတိပေးထားပါတယ်အူဇူဘီလာဟီမီနရှ်ရှိတောန်ရဂျီမ်ဝမန်ယအမလ်မစ်ကာလဇရတ်ရှရန်ယရာမြူမုခန့်မကောင်းမှုကိုပြုခဲ့သူပင်ဖြစ်စေအဲ့ဒီမကောင်းမှုကိုမိမိရဲ့မှတ်တမ်းတမ်းမှာပြန်လည်တွေ့မြင်ရပါမယ်အဲ့တော့မိတ်ဆွေများမြူမုံဆိုတာမျက်စိနဲ့တောင်ရှာဖို့ခက်ခဲတဲ့အရာပါဒါပေမဲ့အရှင်မြတ်ရဲ့တရားမျှတမှုကတော့မြူမုံလောက်ရှိတဲ့အပြစ်တွေကိုလည်းအတိအကျမှတ်တမ်းတင်ထားပါတယ်တမန်တော်မြတ်ကြီးဆလ္လာဟူအလိုင်ဟီဝါဆလမ်ကအီယာကွမ်ဝမူဟက်ကီရာတီဇူနူဘ်အသေးအဖွဲလို့ထင်ရတဲ့အပြစ်တွေကိုရှောင်ကျဉ်ကြပါလို့ကျွန်တော်တို့ကိုသတိပေးခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီအပြစ်သေးသေးလေးတွေကလူတယောက်အပေါ်စုပုံလာတဲ့အခါသူ့ကိုဂျဟန္နမ်ထဲကိုဆွဲချသွားနိုင်ပါတယ်ဒါကြောင့်ခမည်းရဲ့အသေးအဖွဲပါဆိုတဲ့အပြစ်တွေကလည်းခမည်းရဲ့နှလုံးသားကိုတန်ကြေးတက်စေပြီးဂျဟန္နမ်ကလမ်းစာတွေဖြစ်လာနိုင်တယ်ခမည်းရဲ့မှတ်တမ်းကခမည်းကိုယ်တိုင်ရေးနေတဲ့ဘဝမို့လို့လှပတဲ့နေတန်းတစ်ကိုတောက်ပါနဲ့အခုပဲပြန်စတင်လိုက်ပါ